ဒီနေ့မှာတော့ကျွန်တော်ရဲ့ channel ထဲမှာတောင်းဆိုမှုအများဆုံးဖြစ်တဲ့ band တစ်ခုအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ် ACDC ဆိုတဲ့ band ကကိုယ်တိုင်ရွေးချယ်ပြီးတော့နားမထောင်ဖြစ်ဘူးဆိုရင်တော့မှာပေါ့နော်ဒီ band ရဲ့တခြင်းတွေကကျွန်တော်တို့ကြည့်နေတဲ့ရုပ်ရှင်ထဲမှာတော့ video game ထဲမှာတော့ခဏခဏတွေ့ရတဲ့ကြားရတဲ့ band တစ်ခုပါ ACDC ကသူတို့တွေဒုတိယ album ထုတ်ပြီးတဲ့အချိန်မှာတော့အတိုင်းအတာတစ်ခုထိအောင်မြင်နေတဲ့ကာလတစ်ခုမှာဘန်ရဲ့အနုပညာဂီတတစ်ခုလုံးတေဆုံးသွားလောက်တဲ့အထိကိုကြီးမားတဲ့ပြဿနာတစ်ခုကြုံခဲ့ပါတယ်။အဲ့ဒါကတော့သူတို့ရဲ့ band member ဒီ Bon Scott ပေါ့နော်ဒီတချင်းဆိုတဲ့ Bon Scott တေဆုံးသွားတဲ့ကိစ္စပါ။သူတေဆုံးသွားပြီးတဲ့အချိန်မှာတော့ဆိုရင်သူတို့ကဒီ band ကြီးကိုရှေ့ဆက်မသွားတော့ဘဲနဲ့ပေါ့နော်ဒီ Bon Scott နဲ့အတူတူပဲသူတို့ကရက်တန့်လိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့တယ်ပေါ့ဒီအချိန်မှာသူတို့တွေနောက်ဆုံးအနေနဲ့ထပ်ပြီးတော့မှလုပ်တဲ့ album တစ်ချက်ကသူတို့တွေရဲ့ဘဝပေါ့နော်သူတို့တွေရဲ့ဒီဂီတသမိုင်းတစ်ခုလုံးကိုအကြီးမားဆုံးပြောင်းလဲသွားပေးနိုင်တဲ့ album တစ်ချက်ဖြစ်လာခဲ့တယ်အဲ့ဒီ album ကတော့ Back in Black လို့ခေါ်ပါတယ်အဲ့ဒီ album ကကမ္ဘာမှာရောင်းအောင်အကောင်းဆုံးနံပါတ်1စီးရင်ဝင်ပါတယ်ပြီးတော့အဲ့ဒီ album ကိုသူတို့တွေစလုပ်တဲ့အချိန်မှာတော့လေသူတို့ကရှိသမျှအားနဲ့အကောင်းဆုံးလုပ်ခဲ့တာပေါ့ဒါပေမဲ့ဒီ album ကြီးကအဲ့ဒီအချိန်မှာလုံးဝလူကြိုက်မများတော့ဘူးတိတ်မရောင်းရဘူးဆိုလို့ရှိရင်သူတို့ကတခါတည်းကိုဒီဘန်ကိုဖျက်သိမ်းပြီးတော့အနားယူဖို့အတွက်ကိုစဉ်းစားထားတယ်ဒါပေမဲ့လည်းဘောနော်သူတို့ဒီနောက်ွယ်ကြိုးပမ်းမှုတွေဒီစူးစမ်းအားထုတ်မှုတွေတော်တော်ကောင်းခဲ့တာဖြစ်တဲ့အတွက်ဘောနော်အဲ့ဒီအချိန်မှာတော့ဒီ event တော်တော်လေးကိုရောင်းအားကောင်းပြီးတော့ ACDC ဆိုတဲ့ဘန်ကလည်းဒီနေ့ဒီချိန်လေးကိုဆက်ပြီးတော့မှရှိနေစေတချင်းတွေကလည်းဆက်ပြီးတော့မှလူကြိုက်များနေစေရောင်းအားကောင်းနေစေဘန်တစ်ခုအနေနဲ့ကိုရက်တည်နိုင်တာပါโอเคဒါဆိုရင်ကျွန်တော် ACDC အကြောင်းကိုပြောပြမယ်လို့စဉ်းစားထားပြီမယ်ပေါ့နော်ကျွန်တော်ကဒီအခုသူတို့ရဲ့အောင်မြင်ဆုံးဖြစ်တဲ့ဒီ Back in Black ဆိုတဲ့ album ကိုအဓိကပြောမှာပေါ့ဒါပေမဲ့ပေါ့နော်ဒီ album အကြောင်းကိုမပြောခင်မှာတော့အရှိပိုင်းမှာကျွန်တော်သူတို့ band အကြောင်းနည်းနည်းရယ်သူတို့အရှိရအဆိုတော်တွေရဲ့အကြောင်းနည်းနည်းကိုထည့်ပြီးတော့မှပြောတော့ပေးမှာပဲဖြစ်ပါတယ်1960ပြည့်နှစ်အစောပိုင်းကာလတွေမှာရန်မိသားစုကသူတို့ရဲ့ဇာတိမြေဖြစ်တဲ့စကော့တလန်ကိုစွန့်ခွာပြီးတော့မှဒီဩစတြေးလျနိုင်ငံကိုရွှေ့ပြောင်းပြီးနေထိုင်ကြပါတယ်။အဲ့ဒီအချိန်တုန်းကတခြားရွှေ့ပြောင်းနေထိုင်သူတွေလိုပဲသူတို့ကလည်းအိမ်မက်နောက်ကိုလိုက်နေတာမျိုးမဟုတ်ဘဲနဲ့သူတို့ဘွားရဲ့ပေါ့နော်ဒီကန့်သက်ချက်တွေကြက်တဲမှုတွေကနေပြီးတော့လွတ်မြောက်ဖို့အတွက်ကြိုးစားနေကြတာပါ။ဒီလိုနဲ့သူတို့တွေကဩစတြေးလျနိုင်ငံရဲ့ဆင်နီမြို့ကိုရောက်လာတဲ့အချိန်မှာတော့သူတို့စီမှာပိုင်ဆိုင်မှုကများများဆဆဘာမှပါမလာခဲ့ပါဘူး။အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်သူတို့စီမှာပါလာတာကအလုပ်ကြိုးစားခြင်းနဲ့စိတ်ရယ်ကြမ်းကြမ်းခံနိုင်တဲ့စွမ်းအားတွေပြီးတော့ဒီလောကကြီးမှာဘယ်ရာမှအလကားမရဘူးဆိုတဲ့နားလည်မှုတွေပဲပါလာခဲ့တာပါအဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်ဩစတြေးလျနိုင်ငံကတော်တော်လေးကိုခက်ခဲကြမ်းတမ်းတဲ့အချိန်မှာစက်မှုလုပ်ငန်းတွေကတိုးတက်ပြီးထွန်းကားနေတာဖြစ်တာကြောင့်မလို့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းအပြိုင်ဆိုင်ပေါ်တူးထန်ကစ조사နေကြတဲ့လူတွေကြီးပါပဲတိုင်းပြည်ကိုလှုပ်အားပေါ်အခြေခံပြီးတည်ဆောက်နေတဲ့အချိန်ဖြစ်တာကြောင့်မလို့ဒီတမ်မနီစက်ရုံတွေတင်မောကျွန်းတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဒီအခြေခံလုပ်သမားတွေနဲ့ပြည့်နေနေပါတယ်တာယာတဲ့ဘဝမျိုးဆိုတာအဲ့ဒီအချိန်တုန်းကသူတို့အတွက်စိတ်ကူးရင်လို့တောင်မှမရတဲ့အခြေအနေမျိုးပါသူတို့ရဲ့ဘဝတွေကအဲ့တုန်းကဆိုဒက်ဒိုးဆန်နဲ့ခက်ခဲကြမ်းတမ်းနေပေါ့ဒီလိုပတ်ဝန်းကျင်မျိုးမှာပဲမက်ကန်ယန်နဲ့အန်ကတ်ဇီယန်ဆိုတဲ့ညီကိုနှစ်ယောက်ကသူတို့ရဲ့အနာဂတ်ကိုပုံဖော်ပေးနိုင်မဲ့ဂီတအမျိုးသားတွေကိုစတင်ပြီးတော့မှကြိုက်နှစ်တက်နေကြပါပြီကံကောင်းချင်တဲ့အချက်တစ်ချက်ကသူတို့ရဲ့အကိုဖြစ်တဲ့ဂျော့ဂျီယန်ဆိုတဲ့လူကအဲ့ဒီအချိန်တုန်းကဩစတြေးလျနိုင်ငံမှာရော့ဘန်တစ်ခုရဲ့အဖွဲ့ဝင်ဖြစ်ပြီးတော့ ACB ဆိုတဲ့ဘန်ပေါ့ဗျာအဲ့ဒီဘန်နဲ့ကိုသူတို့ကအောင်မြင်မှုအထိုက်လျောက်ရနေပါပြီအကိုတယောက်ကဒီလိုမျိုးအမှုပညာလမ်းကြောင်းပေါ်မှာအောင်မြင်နေတာဖြစ်တဲ့အတွက်ဒီအကိုတယောက်ရဲ့ရတဲ့ဝင်ငွေတွေကိုကြည့်ပြီးတော့ဒီအောက်ကညီနှစ်ယောက်ကလည်းငါတို့လည်းသူ့လိုမျိုးအောင်မြင်ခြင်းနဲ့ဆိုတဲ့အတွေးတွေစပြီးတော့ဝင်လာပါတယ်ဒီလိုမျိုးဂီတလမ်းကြောင်းပေါ်ကိုရှောက်လို့ရှိရင်ဒီလိုမျိုးအောင်မြင်မှုတွေကသူတို့ရဲ့ဘဝကိုဒီအခက်ခဲတွေကနေပြီးတော့လွတ်မြောက်သွားနိုင်တယ်ဆိုတဲ့အတွေးခေါ်တွေကသူတို့ခေါင်းထဲမှာစပြီးတော့ဝင်လာခဲ့ပါတယ်ဒါပေမဲ့လည်းမက်ကန်ယန်နဲ့အန်ဂတ်ယန်ကတော့မတူပါဘူးသူတို့သူတို့ကိုလိုမျိုးပေါ့နော်ဒီတက်တက်ရဲ့ဆန်နဲ့စမတ်ကြပုံစံမျိုးတွေနဲ့ဒီဘန်ကိုရှေ့ထွက်ချင်တာမဟုတ်ဘူးဗျာဒါကသူတို့ရဲ့ပုံစံမဟုတ်ဘူးမက်ကန်ကတော့အဲ့ဒီအချိန်တုန်းကတိတ်ဆိတ်နဲ့ကိုပြောမယ် introvert ပုံစံမျိုးဆန်တယ်ပေါ့ဒါပေမဲ့အန်ဂတ်ဇီယန်ကတော့လုံးဝကိုညီကိုတွေထဲမှာအကဲဆုံးအကြမ်းဆုံးနဲ့ဒီထိန်းချုပ်ရအခက်ဆုံးလူတစ်ယောက်ပါအထူးသဖြင့်အဲ့ဒီအချိန်မှာမက်ကန်ယန်က Rattan Guitar ကိုစပြီးတော့မှတီးခတ်နေပါပြီသူကသူများတွေလိုမျိုးဒီဆိုလိုတွေတီးပြီးတော့မှstate မီးအောင်နဲ့အောက်မှာလူတွေရဲ့အာယုံစိုက်မှုကိုခံရဖို့အတွက်လည်းမကြိုးစားဘူးဒီဆိုလိုတွေတီးရတာကိုလည်းသူကအဲ့လောက်ကြီးစိတ်မဝင်စားဘူးပေါ့သူစိတ်ဝင်စားတာကဘာလဲဆိုရင်ဒီ Rattan Guitar ကိုပဲပိုင်နိုင်တီးနိုင်ဖို့ကသူကတော်တော်လေးကိုစိတ်ဝင်စားခဲ့တာဒါကြောင့်မလို့သူကနေမနာညမနာဒီ Rattan Guitar ကိုလေ့ကျင့်ခဲ့ပါတယ်1983ခုနှစ်မှာတော့မက်ကန်ယန်ကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူ
သူကအရင်တုန်းကဒီလိုမျိုးဘန်အသေးလေးတွေနဲ့ကျောင်းပွဲတွေမှာတီးနေရတာတွေကိုစိတ်ကုံသွားပြီးတော့သူများဘန်တွေကိုလိုက် join နေမဲ့အစားကိုပိုင်ဘန်တစ်ခုတီးဆောက်မယ်ဆိုတဲ့အတွေးတွေဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာသူလှုပ်ချင်တဲ့ဘန်တစ်ခုကသူများတွေလိုမျိုးအပိုလိုတွေလှုပ်နေတာမဟုတ်ဘဲနဲ့ပေါ့နော်လုံးဝအရှိကိုအရှိတိုင်းပဲအကျန်းဆန်တွားချင်တဲ့ပုံစံမျိုးပေါ့လုံးဝအရိုင်းဆန်တယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီခေတ်မှာတုန်းကသူများတွေကဟိတ်တွေဟန်နေနဲ့စုအပြည့်ပါဝတ်စားပြီးတော့မှလုံနေတဲ့အချိန်မှာသူတို့ကဒီလိုမျိုးပုံစံတော့မတွားချင်ဘူးငါတို့ကတော့ရိုးသားသားပဲအရှိကိုအရှိတိုင်းပဲတွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဘန်တစ်ခုတီထောင်လိုက်ပါတယ်သူကအဲ့ဒီအချိန်မှာအသက်18နှစ်အရွယ်ပဲရှိသေးတယ်သူ့ရဲ့ညီအန်ကတ်ဇယန်ကိုဘန်ထဲကိုခေါ်လိုက်ပါတယ်အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်အန်ကတ်ဇယန်ကလူကောင်သေးပြီးတော့ဆင်အောက်တွေမှာတော့လုံးဝလူကြောက်တဲ့ပုံစံမျိုးတိတ်တိတ်ဆိတ်ဆိတ်နေတတ်ပေမဲ့ဂီတာကိုကောက်ကင်လိုက်ပြီဆိုတာနဲ့သူကလုံးဝကိုပုံစံပြောင်းသွားပါတယ်နက်ဆိုးတစ်ကောင်ဝင်ပူးနေတယ်လို့မျိုးပေါ့နော်တစ်စေးတစ်ကောင်ဝင်ပူးနေတယ်လို့မျိုးဆင်ပေါ်မှာတောင်းကျမ်းပြီးတော့ဒီဆိုလိုတွေrip တွေကိုအမှန်ကန်ဖြုတ်တာပါသူ့ရဲ့တီးခတ်တဲ့ပုံစံတွေကိုသတိထားမိသွားပြီးတော့သူ့ရဲ့အကိုကဒါဆိုရင်တော့မင်းကဘန်ထဲမှာဆိုလိုတီးဆိုပြီးတော့မှသူက line up တွေချပေးလိုက်တယ်ပေါ့ဒီလိုနဲ့ပဲညီကိုနှစ်ယောက်ပေါင်းလိုက်တဲ့အချိန်မှာတော့လုံးဝကိုအနေရရှိပြီးတော့ကျန်းဆန်တဲ့ဘန်တစ်ခုရလာခဲ့ပါတယ်သူတို့ကဘန်တစ်ခုတော့ရပြီဘန်ရဲ့နာမည်ကိုဘယ်လိုပေးကြမလဲလို့ဆုံးဖြတ်တဲ့အချိန်မှာတော့ရိုးရိုးရှင်းရှင်းပဲသူမရဲ့အထုပ်ဆက်မှာရေးထားတဲ့ ACDC ဆိုတဲ့စာတန်းလေးကိုကြိုက်တဲ့အတွက်ကဲငါတို့ရဲ့ဘန်ကိုတော့ ACDC ဆိုပြီးတော့နာမည်ပေးလိုက်မယ်ဆိုပြီးတော့နှစ်ယောက်သာဆုံးဖြတ်ခဲ့ပါတယ်ဒီနာမည်ကရိုးရိုးရှင်းရှင်းလေးလာခဲ့ပေမဲ့လည်းလုံးဝကိုenergy တွေပြည့်နေတယ်ပေါ့ဗျာအစပိုင်းမှာတော့သူတို့ကဘန်စဖွဲ့တာဖြစ်တဲ့အတွက်အဖွဲ့သားတွေကမမြဲပါဘူးအဆိုတော်တွေကလည်းဝင်လိုက်ထွက်လိုက်ပြီးတော့ဒရမာတွေကလည်းဝင်လိုက်ထွက်လိုက်နဲ့တိုင်ပတ်နေကြတယ်ပေါ့ပထမဆုံးသူတို့ရဲ့အဆိုတော် Dave Evans ဆိုလို့ရှိရင်တွားကျင်တဲ့ပုံစံမျိုးကဒီ Grand Rock ပုံစံမျိုးပေါ့ Aerosmith တို့ဘာလို့ပုံစံမျိုးကိုတွားကျင်တာဖြစ်တဲ့အတွက်ဘန်နဲ့တိတ်မကြိုက်ဘူးအဲ့ဒီအချိန်မှာတော့ဗာလဲဆိုရင် Mekan ကသူ့ကိုမကြိုက်ဘူးငါတို့ကအဆိုတော်နောက်တစ်ယောက်ရှာအောင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့ငါတို့တွားကျင်တဲ့ပုံစံမျိုးနဲ့သူ့ရဲ့အတန်နဲ့ live ဖတ်မှုမရှိဘူးဆိုတော့အတွေးတွေဝင်လာပြီးတော့မှနောက်ထပ်လူစားထိုးဖို့အတွက်ကိုသူတို့ကစဉ်းစားခဲ့ကြတယ်ပေါ့သူတို့တွေရဲ့အစောပိုင်းဖျော်ဖြေပွဲမှာဆိုလို့ရှိရင်ဒီဩစတြေးလျနိုင်ငံကဘားတွေနဲ့အရက်ဆိုင်တော်တော်များများမှာပဲပြုလုပ်ခဲ့ရတာပါအဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်သူတို့ဒီလိုမျိုးအသေးစားအရက်ဆိုင်လေးတွေမှာလိုက်ဖျော်ဖြေနေတာတွေကလည်းသူတို့အတွက်လုံးဝကိုဒီလေ့ကျင့်ခွင့်တစ်ခုလိုပဲအရေးပါတဲ့ကဏ္ဍတစ်ခုအနေနဲ့ဖြစ်ခဲ့တယ်ပေါ့ဒီလိုမျိုးအရက်ဆိုင်တွေကတအားတင်းငယ်ပြီးတော့လုံးဝကိုတယောက်နဲ့တယောက်စကားများတာတွေအကြမ်းဖက်တာတွေရှိရဲ့နေရပါအဲ့ဒီအချိန်မှာပရိသတ်တွေကလည်းရင်ကြီးကြီးနဲ့လက်ခုပ်တီးပြီးအားပေးရတဲ့လူတွေတော့မဟုတ်ပါဘူးသူတို့ကဘန်ကိုအကဲဆန်းကြတယ်ပေါ့မင်းတို့ကောင်တွေတီးတာကောင်းရင်လက်မင်းတို့တီးတာမကောင်းရင်နောက်ထပ်ဘန်တစ်ယောက်ကဒီဘာမှလာတီးမယ်ဆိုတဲ့ပုံစံတွေဖြစ်လာကြမလို့သူတို့ကဒီလိုမျိုးကျွန်တော်တို့ရုံးရင်းဆန်ခတ်တွေဖြစ်နေတဲ့နေရာမျိုးမှာပဲ ACDC ကဒီပုံဖော်ခဲ့ရတာပေါ့ဗျာသူတို့ရဲ့ဂီတပုံစံကိုဒီဘားတွေရက်တွေမှာပဲစပြီးတော့မှပုံဖော်ခဲ့ကြတာပေါ့အစပိုင်းမှာတော့သူတို့ကဒီကာဘာဆောင်းလေးတွေတီးရင်းနဲ့ပဲကိုပိုင်တချင်းလေးတွေတပုတ်စာနှစ်ပုတ်စာဖန်တီးပြီးတော့မှသူတို့ရဲ့ဘန်ကိုနာမည်ကြီးအောင်လို့စပြီးတော့မှဂီတခီလန်းပေါ်ကိုတွန်းပို့ခဲ့တယ်တဖြည်းဖြည်းနဲ့အန်ကတ်ဇီယန်ကသူ့ရဲ့ဒီအန်ကတ်ဇီယန်လို့ပြောလိုက်တာနဲ့ပြင်းမြင်ရမယ့်ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးပုံစံတွေတိဆောက်ဖို့အတွက်စူးစမ်းလာခဲ့တယ်အဲ့ဒါကဘာလဲဆိုရင်သူအခုလဲဝတ်နေကြဖြစ်တယ်ဒီចောင်းဝတ်စုံပေါ့နော်ចောင်းသားတယောက်လိုဝတ်စားပြီးတော့စင်ပေါ်မှာတောင်းကျမ်းတဲ့ကိစ္စပါအဲ့ဒါကဘသူရဲ့အကြံလဲဆိုတော့သူ့အမဖြစ်တယ်မာဂရက်ရဲ့အကြံလည်းဖြစ်ပါတယ်သူကဒီပုံစံကဘာကိုကိုစားပြုလဲဆိုရင်ပေါ့နော်ဒီလူငယ်တွေရဲ့ပုံကန်တက်တဲ့အကျင့်တွေကလေးဆန်တဲ့ဖြူစင်မှုတွေပေါ့နော်ဒီထဲမှာလုံးဝတောင်းကျမ်းတဲ့ energy တွေပါတယ်ဆိုတော့အကြောင်းအရာတွေကိုပြပြီးတော့မှသူကပွဲတိုင်းနီးပါးလို့ကိုဒီចောင်းသားဝတ်စုံနဲ့ပဲတီးခဲ့တာအရင်တုန်းကလည်းသူကចောင်းဘက်မှာတီးခဲ့တာဖြစ်တဲ့အတွက်အခုလည်းဒီចောင်းဝတ်စုံနဲ့ပဲဆက်ပြီးတော့မှဘန်ကိုတီးခဲ့တယ်ပေါ့ဒီလိုမျိုးအရက်ဆိုင်တွေမှာဖျော်ဖြေနေရင်းနဲ့ပဲသူ့ရဲ့ iconic အဖြစ်ဆုံးဖြစ်တဲ့ဒီဂီတာကိုပေါ့ဗျာအဲ့လိုဘဲလိုလမ်းလျှောက်ပြီးတီးတဲ့ပုံစံပေါ့နော်ဒီ dark walk ဆိုတဲ့ဟာကြီးကတဖြည်းဖြည်းနဲ့လူတွေကြားထဲမှာခစ်စားလာခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာသူတို့ရဲ့ဘန်လေးကတော့အထိုင်ကျနေပြီဒါပေမဲ့မက်ကွန်ကအပေါ်မှာပြောခဲ့သလိုပဲသူကဒီအဆိုပိုင်းကိုတိတ်ပြီးတော့မှသဘောမကျတာဖြစ်တဲ့အတွက်လူတယောက်ကိုထပ်ပြီးတော့လိုက်ရှာခဲ့တယ်ပေါ့ဒီလိုနဲ့1984ခုနှစ်မှာတော့ Bon Scott ဆိုတဲ့လူကဘန်ကိုရောက်လာခဲ့တယ် Bon Scott ကသူတို့ကြံတဲ့ member တွေနဲ့ရှင်လိုက်လို့ရှိရင်တော့အသက်နည်းနည်းကြီးပြီးတော့ဒီဘဝရဲ့အတွေ့အကြုံတွေတော်တော်လေးကိုများနေတဲ့လူတယောက်ပါသူကစာပုတ်တမအဖြစ်လည်းအလုပ်လုပ်ခဲ့ဘူးတယ်ကုန်ကားတွေလည်းမောင်းခဲ့ဘူးတယ်ပြီးတော့ဘာတနာအနေနဲ့လည်းဘဝမျိုးစုံကျင်လည်ခဲ့ဘူးတယ်ပေါ့ရက်ဆိုင်တွေမှာအလုပ်လုပ်ခဲ့ဘူးတယ်ပြီးတော့သူကတခြားဘန်တွေနဲ့လည်းတချင်းတွေဆိုခဲ့ဘူးတယ်မအောင်မြင်ခဲ့တဲ့အတွက်သူကဒီအမှုပညာကိုလက်လျှော့ပြီးတော့မှပုံမှန်ဘဝနဲ့နေထိုင်နေတဲ့လူမျိုးသူကပြီးတော့ဆိုင်ရမတော်တဆဖြစ်ပြီးတော့လည်းတေလူမျိုးပါဖြစ်ခဲ့ဘူးတယ်သူ ACDC ကိုရောက်လာတဲ့အချိန်မှာတော့အရာအလုံးကပြောင်းလဲသွားခဲ့ပါတယ်သူကအဖွဲကိုလွှမ်းမိုးသွားခဲ့တာမဟုတ်ဘဲနဲ့အဖွဲကိုပို့ပြီးတော့ပြည့်စုံအောင်လုပ်ပေးလိုက်တာပါသူရေးတဲ့စာသားတွေမှာဆိုလို့ရှိရင်ဒီစိတ်ကူးရင်အချစ်အကြောင်းတွေဘဝအကြောင်းတွေပဲမဟုတ်ဘဲနဲ့သူကဒီအန်ဒီရဲ့အကြောင်းတွေလူသားရဲ့အားနည်းချက်တွေပြီးလို့ရှိရင်လုံးဝပေါ့နော်ဒီဘဝမှာဘလို့ခက်ခက်ခဲခဲနေထိုင်နေရှင်တန်နေဆိုတော့လုံးဝကို rock ဆန်တဲ့ပုံစံမျိုးတွေသူက
ရေးသားတာဖြစ်တဲ့အတွက်ဒီဘန်ဘက်ကလည်းအရန်ကိုတဘောကျပြီးတော့Bon Scott ကလည်းနေချင်းညချင်းပဲသူတို့ရဲ့အဆိုတော်တက်မဟုတ်ပဲနဲ့ဘန်ရဲ့အမှုပညာကိုကိုစားပြုနိုင်တဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်1985ခုနှစ်မှာတော့သူတို့က High Voltage ဆိုတဲ့ album တစ်ချက်ထုတ်ခဲ့ပါတယ်ဒီ album ထွက်လာပြီးတဲ့အချိန်မှာတော့သူတို့က Australia နိုင်ငံမှာတော့အထိုက်အလျောက်နာမည်ကြီးသွားခဲ့ရောဗျာပြောလို့ရှိရင်ဒီနိုင်ငံမှာတော့နာမည်ကြီးသွားပြီဒါပေမဲ့သူတို့ရဲ့ရည်မှန်းချက်ကတော့အထက်ပိုတယ်သူကလုံးဝကဘာကျော်ကြီးလုံးဝ rock icon ဖြစ်ချင်တာဗျာအဲ့ဒါကြောင့်မလို့သူတို့ကဒီ Australia မှာဆက်နေမယ်ဆိုလို့ရှိရင်ဒီ data မှာပဲနာမည်ကြီးမယ်ဆိုတာသူတို့ကသိတယ်အဲ့ဒါကြောင့်မလို့သူတို့ဘန်တစ်ခုလုံးက1986ခုနှစ်မှာအင်္ဂလန်ကိုပြောင်းရွှေ့သွားကြတယ်အဲ့ဒီအချိန်တုန်းကအင်္ဂလန်ရဲ့ဂီတလောကမှာကျတော့ဗာလဲဆိုရင်ပန့်ဂီတတွေကအရန်ခစ်စားနေတဲ့အချိန်ဖြစ်ပြီးတော့ Sex Pistols တို့ The Clash တို့လိုအဖွဲ့တွေကဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖိနှိပ်မှုကိုတွန်းလှန်တဲ့အကြောင်းအရာတွေနဲ့ဒီပြည်သက်အားလုံးဖန်ဆားထားတာပေါ့ ACDC အင်္ဂလန်ရောက်သွားတဲ့အချိန်မှာသူတို့ကပို့ဆိုးတာကဒီနိုင်ငံရေးတွေကိုအဲ့လောက်ထိစိတ်ဝင်စားတဲ့ဘန်ဖြစ်တဲ့အကြောင်းမလို့သူတို့ကဒီ mainstream ဂီတရေးစီးကြောင်းတွေကိုလုံးဝတိုးမပေါက်ဘူးသူတို့ကဒီစနစ်ကြီးကိုပြောင်းလဲချင်တာလည်းမဟုတ်ဘူးဒီစနစ်ကြားထဲမှာပဲခက်ဘယ်လိုမျိုးရှင်တန်စူးစမ်းနေလဲဆိုတာကိုပြချင်တာဖြစ်တဲ့အတွက်ရောက်ချင်းမှာတော့သူတို့ကဒီအင်္ဂလန်ရဲ့ဂီတလောကထဲမှာဘောင်မဝင်ခဲ့ဘူးပေါ့အင်္ဂလန်ကပြည်သက်တွေကလည်းသူတို့အစပိုင်းမှာလုံးဝမကြိုက်ကြဘူးတိတ်လက်မခံကြဘူးပေါ့ဒါပေမဲ့မက်ခန်ကသူကအဖွဲကိုပို့ပြီးတော့စီကန်းရှိပေါ့နော်အရင်ထက်ကိုပို့ပြီးတော့စူးစမ်းကြတယ်သူတို့တွေညတိုင်းအရင်ထက်ပို့ပြီးတော့မှပဲတချင်းတွေရေးတယ်တချင်းတွေဖန်တီးတယ်လုံးဝစတူဒီယိုမှာပဲအချိန်နဲ့ကုန်ခံပြီးတော့တော်တော်လေးကိုစူးစမ်းခဲ့ရပါတယ်ဒီလိုနဲ့ပဲ1989ခုနှစ်မှာတော့သူတို့ရဲ့ဒီဒုတိယ album ဖြစ်တဲ့ Highway to Hell ဆိုတဲ့ album ထွက်လာခဲ့ပါတယ်ဒီ album ထွက်ပြီးတဲ့နောက်မှာတော့ ACDC ကကဘာကျော်ဖြစ်သွားပါတယ်သူတို့တွေရဲ့ show ပွဲတွေမှာဆိုလို့ရှိရင်လုံးဝကိုယုံပြည့်ယုံရှံလူတွေကအားပေးခဲ့ကြပြီးတော့ငွေကြေးတွေနဲ့ကြော်ကြားမှုတွေကလည်းအရင်ထက်ကိုပိုပြီးတော့ရလာခဲ့ပါတယ်သူတို့ရဲ့show ပွဲခီးစဉ်တွေမှာဆိုလို့ရှိရင်လည်းလုံးဝလူပင်လေကြီးလူအုပ်လိုက်ကြီးတွေကအရင်တော့မမြင်ဘူးတဲ့ပုံစံမျိုးတွေနဲ့ကိုအားပေးနေကြတာပါဒီလိုမျိုးဖြစ်စဉ်တွေအားလုံးထဲမှာအရာအားလုံးထက်အရေးကြီးတဲ့လူတစ်ယောက်ကပါနေပါတယ်အဲ့ဒါကတော့ Bon Scott ပဲဖြစ်ပါတယ်မက်ခန်ယန်နဲ့ Angus Young အတွက်ကအဲ့ဒီအချိန်တုန်းက Bon Scott ဆိုတာကဘန်ကအဆိုတော်တယောက်ထက်ကိုပိုပါတယ်သူတို့ထက်လည်းအသက်ပိုကြီးတာဖြစ်တဲ့အတွက်အကိုတယောက်လိုဒီတငယ်ချင်းတယောက်လိုမျိုးပေါ့ဗျာခင်ရတဲ့လူလည်းဖြစ်တဲ့အတွက်သူတို့ကတာမန်ဘန်မန်ဘာထက်ကိုပိုတဲ့ဆက်ဆံရေးတွေရှိခဲ့ပါတယ်ဒီလိုမျိုးအောင်မြင်မှုတွေရလာတဲ့အချိန်မှာလည်းသူတို့ဖက်ကနေပြီးတော့ပေးဆက်မှုတွေရှိလာပါတယ်သူတို့တွေကဘန်နဲ့အတူနားရက်မရှိဘဲနဲ့ခီးစဉ်တွေတောက်လျှောက်သွားတာပြီးတော့အရက်တောက်စားမှုတွေကလူတွေကိုဖြည်းဖြည်းနဲ့ဝါမျိုးလာပြီးတော့လူပင်ပန်းလာတာတွေအများကြီးဖြစ်လာခဲ့ပါတယ်Bon Scott ဆိုလို့ရှိရင်အဲ့ဒီတုန်းကဆိုရင်အရက်ကိုအပန်းဖြေဖို့တောက်တာမဟုတ်ဘဲနဲ့သူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းအတွက်ကိုအရက်ကလိုအပ်နေတဲ့ပုံစံမျိုးထိပါရောက်လာပါတယ်ပြောရရင်တော့ Bon Scott ကအရက်ဆွဲနေတာပါ1980ပြည့်နှစ်တွေမှာတော့ ACDC ကအဲ့ဒီကာလာတွေမှာလက်ရှိအောင်မြင်ဆုံးအခြေအနေကိုသူတို့ကရောက်ခဲ့ပါပြီ1980ဖေဖော်ဝါရီလ19ရက်နေ့မှာတော့သူတို့ရဲ့အောင်မြင်နေတဲ့အရှိန်ဟုန်တွေအားလုံးကချက်ချင်းကိုရပ်တန့်သွားခဲ့ပါတယ်ဒါကဘာလို့လဲဆိုတော့လန်ဒန်မြို့မှာတညလုံးအကြီးကျယ်တောက်စားထားတဲ့ Bon Scott တယောက်ကတငယ်ချင်းရဲ့ကားနောက်ခန်းထဲမှာတတိလက်နေတာကိုတွေ့ခဲ့ရပါတယ်အနည်းရဆေးရုံကိုဖုန်းဆက်ပြီးတော့မှအကူအညီတောင်းခဲ့ပေမဲ့လည်းအဲ့ဒီအချိန်တုန်းကဘလိုးမကိုအသက်ကကယ်လို့မရတော့ဘဲနေပေါ့နော်ဒီအရက်အစိတ်တင်ပြီးတော့ Bon Scott ကအသက်33နှစ်မှာပဲဆုံးသွားခဲ့ပါတယ် Bon Scott ကသူ့ရဲ့ဘဝမှာမောပန်းနွမ်းတဲ့မှုတွေကိုအရက်နဲ့ဖြည့်သိမ့်ရင်းနဲ့ပဲဒီအရက်ကဝါမျိုးတာကိုခံလိုက်ရတဲ့အတွက်အသက်ဆုံးရှုံးသွားပါတယ်ဒီလိုအချိန်မှာတစ်ဖက်ကဘန်ကလည်းအောင်မြင်မှုတွေအချိန်ကချက်ချင်းကိုတဟုန်တိုးကြီးရပ်တန့်သွားပါတယ်သူတို့ကဒီဘိုကင်လောက်ထားတဲ့ show ပွဲတွေအားလုံးကိုဖျက်လိုက်ရပြီးတော့ဒီသူတို့ရဲ့အမှုပညာလှူရှားမှုတွေကိုချက်ချင်းဆိုလို့ရပ်ပလိုက်ရပါတယ်အဲ့ဒီအချိန်တုန်းက show ပွဲတစ်ခုသွားမယ်ဆိုလို့ရှိရင်သူတို့ကနိုင်ငံတွေမျိုးတွေအများကြီးဖြစ်တဲ့အတွက်သူတို့ရဲ့ဒီ set အဖွဲ့တွေတခြားပေါ့နော်ဒီ production ပိုင်းရဲ့လူတွေနဲ့အားလုံးချိတ်ဆက်ပြီးတော့အဖွဲ့လိုက်ကြီးသွားကြတာဖြစ်တဲ့အတွက်အားလုံးကကြိုပြီးတော့မှချိတ်ဆက်ထားရတဲ့အတွက်ပတ်စံတော်တော်များများကစရန်အနေနဲ့ပေးထားပြီးသားပါဒါတွေအားလုံးကိုသူတို့ကအရှုံးခံပြီးတော့ဖျက်ပစ်လိုက်ရတာပါအဲ့ဒီအချိန်တော့ Megan နဲ့ Angus Young တို့ကတော်တော်လေးကိုအကြီးအကျယ်စိတ်ထိခိုက်ခဲ့ရပါတယ် Bon Scott ကသူတို့အတွက်မိသားစုလိုမျိုးညီကိုလိုမျိုးဖြစ်နေတာဖြစ်တဲ့အတွက်သူတို့ကဒီဘန်ယူကိုပါဖျက်သိမ်းလိုက်ဖို့အတွက်ကိုစဉ်းစားခဲ့ကြပါတယ်ဒါပေမဲ့ဩစတြေးလျနိုင်ငံကိုပြန်လာပြီးတော့ဘွန်ရဲ့ဇာပနာကိုတွားတဲ့အချိန်မှာတော့သူတို့ဘဝကိုပြောင်းလဲစေနိုင်တဲ့စကားတစ်ခုကိုသူတို့ကကြားရပါတယ်အဲ့ဒါကဘာလဲဆိုတော့ Bon Scott ရဲ့ဖခင်ဖြစ်တဲ့သူကငါသားရဲ့နောက်ဆုံးဆန္ဒကိုမင်းတို့တွေဖြည့်ဆည်းပေးဖို့အတွက်ဒီဘန်ကိုရှေ့ဆက်သွားဖို့အတွက်လိုတယ်ဆိုပြီးတော့မှတိုက်တွန်းခဲ့တာပါသူ့သားကဒီချိန်မှာအသက်ရှင်နေသေးရင်ဘန်ကိုရှေ့ဆက်ပြီးတွားစေချင်မှာပဲဒါကြောင့်မလို့မင်းတို့တွေဒီဘန်ကိုရှေ့ဆက်ပြီးတော့တွားပေးပါဆိုတဲ့တောင်းဆိုမှုကနေပဲ ACDC ကသူတို့ရဲ့ဂီတခီးလန်းကိုရှေ့ဆက်ပြီးတော့တွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒီမှာကျွန်တော်တခုပြောချင်တာကအဘန်ဆန်4တုန်းကလည်း The Rit ဆုံးသွားတဲ့အချိန်မှာတုန်းကသူတို့တွေကဘန်ကိုရက်လိုက်ဖို့အထိကိုစဉ်းစားထားတာပါဒါပေမဲ့ The Rit ရဲ့မိဘတွေကတိုက်တွန်းတာကြောင့်မလို့သူတို့တွေကဒီဂီတလမ်းကြောင်းပေါ်ကိုပြန်ပြီးတော့မှရှောက်လာခဲ့ပါတယ်ဘန်ကိုရှေ့ဆက်သွားမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲလူတိုင်းကသိချင်နေတဲ့မိကွန်းတစ်ခုကပေါ်လာခဲ့ပါတယ်ဒီဟာကတော့ဗာလဲဆိုတော့ Bon Scott ရဲ့နေရာကိုဘယ်သူနဲ့အစားထိုးမလဲဆိုတဲ့ကိစ္စပါမန်နေဂျာတွေကလည်းအဲ့ဒီအချိန်တုန်းကနာမည်ကြီးနေတဲ့အဆိုတော်တွေနဲ့ရှေ့ဆက်သွားဖို့အတွက်ကိုပြောခဲ့ပါတယ် Atlantic Record Label ဘက်ကနေလည်းဘ
ဘန်ရဲ့အောင်မြင်မှုကအရှိန်ကျသွားမှဖြစ်တာကြောင့်ဒီကိစ္စကိုမြန်မြန်ဆုံးသက်ဖို့အတွက်တိုက်တွန်းခဲ့ပါတယ်ပြောချင်တာကတော့မင်းတို့တွေအဆိုသမားမြန်မြန်ရှာပြီးတော့အေဘန်မြန်မြန်ထုတ်တော့ဆိုတဲ့ကိစ္စတွေကိုတောက်လျှောက်ကိုဖိအားပေးနေတာပါဒါပေမဲ့မဲကွန်ရန်နဲ့အန်ဆက်ရန်ကတော့ဒီကိစ္စကိုအလောတကြီးမလုပ်ချင်ပါဘူးသူတို့ကအဆိုတော်တော်တော်များများနဲ့ကိုလုံးဝကိုစမ်းတက်ခဲ့ပါတယ်ဒီတုန်းကဆိုလို့ရှိရင် Slate အဖွဲ့က Naughty Horror နဲ့ Moxie အဖွဲ့က Bad Shaman တို့လည်းပါခဲ့ပါတယ်ဒါပေမဲ့လည်းတွားချင်တဲ့ပုံစံနဲ့မကိုက်တာဖြစ်တဲ့အတွက် ACDC ကမရွေးခဲ့ပါဘူးအဲ့လိုနဲ့သူတို့တွေကနောက်ထပ်လူတစ်ယောက်ကိုစားထိုးဖို့အတွက်ကိုတော်တော်လေးခေါင်းချောက်နေတဲ့ကာလာကိုရင်ဆိုင်ခဲ့ရပါတယ်ဒီချိန်မှာရုတ်တရက်ပဲအရင်တုန်းကသူတို့ကို Bon Scott ကပြောခဲ့ဘူးတဲ့စကားတစ်ခုကိုတွားပြီးအမှတ်ရပါတယ်အဲ့ဒါကဘာလဲဆိုတော့ Bon Scott ကသူအဆိုတော်ဘွားနဲ့ဒီ underground မှာကျင်လည်နေတဲ့အချိန်မှာတုန်းကပေါ့နော်ဒီ Jordy ဆိုတဲ့ဘန်က Brian Johnson ရဲ့ဖျော်ပြတဲ့ပွဲကိုကြည့်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီအချိန်တုန်းကသူကဒီ Megan Yan နဲ့ Angus Young ကို Brian Johnson ရဲ့အကြောင်းပြောပြခဲ့ဘူးပါတယ်ငါတွေ့ဘူးခဲ့တဲ့မြအဆိုတော်တော်များများထဲမှာ Brian Johnson ဆိုတဲ့လူတစ်ယောက်ကထူးခြားတဲ့ဆိုတဲ့စကားပြောခဲ့ဘူးတယ်ပေါ့အဲ့ဒီဟာကိုသူတို့ကအမှတ်ရပြီးတော့ Brian Johnson စီကိုဆက်သွယ်ခဲ့ပါတယ်1980ရောက်တဲ့အချိန်မှာတော့ Brian Johnson က Rockstar ဘွားနဲ့နေထိုင်နေတာမဟုတ်ပါဘူးသူကအသက်32နှစ်ရှိပြီးတော့ပတ်စံလည်းမရှိဘူးအိမ်တော်ကလည်းကွဲကာသားဖြစ်တဲ့နယူကာဆယ်မြို့မှာပဲကားပြတဲ့လုပ်ငန်းတစ်ခုမှာသူကအလုပ်လုပ်နေတဲ့လူတစ်ယောက်ပါသူ့ရဲ့ Jordy ဆိုတဲ့ဘန်လေးကလည်းအဖွဲ့ကကွဲသွားတာဖြစ်တဲ့အတွက်သူကဒီအမှုပညာလမ်းကြောင်းပေါ်ကိုပြန်မလျှောက်တော့ဘဲနဲ့ကားလုပ်ငန်းလေးမှာပဲပေါ့နော်ဒီကား workshop ကားပြုပြင်ရေးလုပ်ငန်းလေးမှာပဲသူ့ရဲ့ဘဝကိုယဉ်နှီးမြှုပ်နှံထားလိုက်တယ်ပေါ့ဒါကြောင့်မလို့သူ့ကိုအစမ်းသချင်းလာဆိုဖို့အတွက်ဖုန်းခေါ်တဲ့အချိန်မှာတော့ဆိုလို့ရှိရင် Brian Johnson ကဒါတရားရောက်နောက်တယ်လို့ပဲထင်တာပေါ့ဒါပေမဲ့လည်းကံကောင်းစွာနဲ့သူကလန်ဒန်ကိုတွားခဲ့ပါတယ်သူတို့တွေစပြီးတော့အစမ်းတီဆိုတဲ့အချိန်မှာတော့ဆိုလို့ရှိရင် Brian Johnson ကသူများတွေလိုမျိုးဒီဘန်နဲ့အရန်ကြီးအလုပ်လုပ်ချင်နေတဲ့ပုံစံမျိုးမပေါ်ဘူးပေါ့ဗျာတခြားလူဘက်ကကြည့်လို့ရှိရင်သူကပေါ့ပေါ့ပါနဲ့ဖော်ရွေနေတာပါဒီကနေ့သူတို့အတန်ဆက်ဖို့အတွက်စပြီးတော့မှဒီ German လုပ်တဲ့အချိန်မှာတော့ဆိုလို့ရှိရင် Brian Johnson က Nebo City Limit ဆိုတဲ့တခြင်းရဲ့ Whole Lotta Road ဆိုတဲ့တခြင်းတွေကိုပေါ့ပေါ့ပါလေးပဲတီဆိုပြခဲ့ပါတယ်သူ့ရဲ့ဆိုပုံဆိုဟန်ကလည်း Bon Scott နဲ့လည်းမတူဘူးပြီးတော့မှလုံးဝကွဲထွက်နေတဲ့ပုံစံဖြစ်တဲ့အတွက်ဘန်ဖက်ကလည်းလုံးဝသဘောကျတယ်ချက်ချင်းမှာပဲသူတို့တွေကဒီအခြေဆက်မိမိနဲ့ပေါ့နော်လုံးဝကိုရှေ့ဆက်သွားနိုင်ခဲ့ပါတယ် Brian Johnson က Bon Scott ကိုအစားထိုးဖို့ရောက်လာတာမဟုတ်ဘဲနဲ့သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ကိုယ်ပိုင်စတိုင်နဲ့ကိုရောက်လာခဲ့တာပါ ACDC ကလူတစ်ယောက်ကိုအစားထိုးလိုက်တာမဟုတ်ဘဲနဲ့ပေါ့နော်လူတစ်ယောက်နဲ့တွားလိုက်တဲ့ပုံစံမျိုးကိုခံစားစေရတယ်ပေါ့1980ခုနှစ်ဧပြီလ1ရက်နေ့မှာတော့ ACDC ဘက်က Brian Johnson ကသူတို့ရဲ့အဆိုတော်တစ်ယောက်ဖြစ်တယ်ဆိုပြီးတော့တရားဝင်ကြေညာလိုက်ပါတယ်ဒီလိုမျိုးစပြီးတော့ Brian Johnson ရောက်လာတဲ့အချိန်မှာဘန်ထဲရောက်ပြီဆိုတာနဲ့သူကနားဖို့အတွက်ကိုအချိန်မရှိပါဘူးလုံးဝကိုတပတ်လောက်အကြာမှာပဲပေါ့နော် ACDC ကသူ့ကိုခေါ်ပြီးတော့ Bahama နိုင်ငံ Compact Point Studio ဆိုတဲ့စတူဒီယိုထဲမှာအတန်သွင်းမှုအတွက်ကိုတွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာတုန်းကထုတ်လုပ်သူပေါ့နော် producer ကတော့ Matt Lamb ပဲဖြစ်ပါတယ်ဒါကတော့ဟိုပါပဲပေါ့ Robert John ပဲပေါ့အပေါ်မှာသူတို့တွေ Highway from Hell ကို produce လုပ်ပေးတဲ့လူနဲ့ပဲသူတို့ကဆက်ပြီးတော့အလုပ်လုပ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်ဒီ Bahama ကျွန်းကအဲ့ဒီ studio ကတော်တော်လေးကိုပြောမှဆိုရင်နည်းနည်းကြမ်းတမ်းတယ်ပေါ့ဗျာအခန်းတွေကလည်းတအားကျဉ်းမြောင်းပြီးတော့ဒီကျွန်းရဲ့အပူချိန်ကလည်းတအားမြင့်တာကြောင့်မလို့ပေါ့လုံးဝကိုအခန်းတွေကလည်းကျင်းတယ်နေတဲ့တအားပူတာဖြစ်တဲ့အတွက်နေရထိုင်ရလည်းတအားဆိုးတယ်ပေါ့တခါတလေမှဆိုရင်လည်းမုန်တိုင်းတွေကခတ်မှန်းလို့မရအောင်လို့မိုးတက်လေပင်တွေကျလာတာဖြစ်တဲ့အတွက်နေပူချိန်တွေကလည်းတအားပြောင်းလဲသွားတယ်ပေါ့ဒီ album ကိုစပြီးတော့လှုပ်တဲ့အချိန်မှာတော့ ACDC ဘက်ကနေပြီးတော့ဒီ Bon Scott ကိုဂုံပြူတဲ့အနေနဲ့ပေါ့နော်ရည်စူးပြီးတော့မှထုတ်มาဖြစ်တဲ့အတွက် album တစ်ခုလုံးကိုအမဲရောင်သုံးဖို့အတွက်ကိုဆုံးဖြတ်ခဲ့ပါတယ် Atlantic Record ဘက်ကနေပြီးတော့သူတို့ရောင်းဝယ်ပိုင်းမှာပေါ့နော်ရောင်းအောင်မကောင်းမှဆိုတဲ့အတွက်မင်းတို့ဒီအမဲရောင်ရတော့မသုံးပါနဲ့ဆိုတဲ့ပုံစံမျိုးတွေတင်ပြခဲ့ပေမဲ့လည်း ACDC ကလုံးဝနားမထောင်ပါဘူးသူတို့တွေကလုံးဝကိုဘာအယောင်မှမပါဘဲနဲ့ပေါ့နော် ACDC ဆိုတဲ့ band logo အဖောင်းကြွလေးပဲထည့်ထားတာပါသူတို့ဒီ album မှာသုံးမဲ့အဖွင့်တခြင်းဖြစ်တဲ့ Hellbell ဆိုတဲ့တခြင်းအတွက်ကိုသူတို့ကခေါင်းလောင်းတန်ပေါ့နော်သူတို့သဘောကျတဲ့ခေါင်းလောင်းတန်တစ်ခုကိုလိုက်ရှာခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဆက်စပိုင်းမှာသူတို့ကဖျားချောင်းတစ်ခုတည်းကိုတွားပြီးတော့ဒီခေါင်းလောင်းတီးရဲ့အချိန်မှာဒီအတန်ကိုပဲငါတို့တွေဖမ်းပြီးတော့စတူဒီယိုထဲမှာပြန်သုံးမဲ့ဆိုပြီးတော့မှစူးစမ်းခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကနောက်မှစူညံတန်တွေပါနေတာနဲ့ဒီ public ရဲ့စကားပြောတန်တွေပါနေပေါ့နော်လုံးဝဖျားချောင်းရဲ့ခေါင်းတန်ကိုသုံးတဲ့အချိန်မှာအဆင်မပြေဘူးပေါ့အဲ့ဒါကြောင့်မို့သူတို့ကဒီစတူဒီယိုတဲကိုခေါင်းလောင်းအစ်စ်တစ်ခုကိုယူလာပြီးတော့မှ record လုပ်ခဲ့ပါတယ်အဲ့ဒီခေါင်းလောင်းတန်ကလည်းအဲ့ဒီအချိန်မှာစတူဒီယိုထဲမှာလုံးဝငြိမ်သက်နေတဲ့အချိန်မှာတီးရတာဖြစ်တဲ့အတွက်နားထောင်လိုက်လို့ရှိရင်ပေါ့နော်အဖွင့်တစ်ချက်မှကလေးကဒီဇာပနာတစ်ခုကိုရောက်သွားသလိုမျိုးဒီ Bon Scott ကိုရည်စူးထားတယ်ဆိုတဲ့ဟာကိုပေါ်ပေါ်ထင်ထင်ကိုမြင်တွေ့ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီတင်ဂီတာကဇာပနာအခမ်းအနားမှာတုံးတဲ့အတိုင်းပုံစံဖန်ထားတာပါအထွက်ဖြစ်တဲ့ Back and Black ဆိုတဲ့တခြင်းကိုတီးတဲ့အချိန်မှာဆိုလို့ရှိရင်လည်း Angus Young ရဲ့လုံးဝ iconic အဖြစ်ဆုံး Reddit တွေရဲ့တစ်ခုပေါ့နော်အဲ့ဒီ Back and Black ရဲ့intro ကလုံးဝကိုလူမှတ်မိအလွယ်ဆုံးပြောမယ်ဆိုရင် popular အဖြစ်ဆုံး Reddit တစ်ခုထဲမှာပါတယ်ပေါ့အဲ့လောက်ထိကိုသူတို့ကစူးစမ်းပြီးတော့လုပ်ခဲ့တာပေါ့
producer ဘက်ကနေပြီးတော့ဗောနော်အဲ့ဒီအချိန်တုန်းကပြောတာဒီ Brian ရဲ့အတန်တွေကဗောနော် Brian Johnson ရဲ့အတန်တွေကဒီလောက်ထိစူးနေတဲ့ဂီတာအတန်တွေကိုဖောက်ထွင်းပြီးတော့ဗောဂီတာဆိုလိုကတက်ဂီတာအတန်ကတက်သူ့ရဲ့ဒီ vocal အတန်တက်ထိကိုဖြစ်သွားလောက်အောင်ထိကိုကျန်းနေဆိုတဲ့ဒီချီးကျူးမှုတွေလည်းရခဲ့ပါတယ်အစပိုင်းမှာတော့သူတို့ကဒီ Brian Johnson က Bon Scott ရဲ့ခြေရာကိုလိုက်မိပါမလား Bon Scott ရဲ့လောင်းရဲကသူ့ကိုလုံးဝကြော်ထွက်နိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ့နော်တန်တရားအကြည့်နဲ့ကြီးခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့ Brian Johnson ဆိုတာကလည်းဘယ်လိုလူစားမျိုးပါလားဆိုတဲ့အတွေးတွေဝင်ပြီးတော့မှပဲအားလုံးကသူ့ကိုလက်ခံသွားကြပါတယ်အစပိုင်းတုန်းကဘန်ဖက်ကနေပြီးတော့တဘောကြနေပေမဲ့လည်းပေါ့နော် producer ဘက်ကတော့ record label ဖက်တို့က Brian Johnson ကိုတန်တရားတွေရှိနေသေးတယ်ဒါမျိုးသူတို့တွေ record လုပ်ရတဲ့အချိန်မှာပဲသူတို့တွေကဒါဆိုရင်လည်းအဆင်ပြေလောက်မှာပါဆိုတော့စိတ်တွေကပြန်ပြီးတော့ဝင်သွားခဲ့တယ်ပေါ့1980ဇွန်လမှာတော့ Back and Black ဆိုတဲ့ album ကထွက်လာခဲ့ပါတယ်အဲ့ဒီ album ကကမ္ဘာတစ်ခုလုံးကိုလုတ်ခတ်သွားပြီးတော့ Brian Johnson က AC/DC မှာထိုက်တန်ရတာဆိုတဲ့အဖြေတွေကိုတခါတည်း album နဲ့ကိုဖြေပေးလိုက်တယ်လို့ပါပဲတချင်းတိုင်းက Hard Radio တိုင်းမှာလုံးဝကိုမပါမဖြစ်နေ့တိုင်းညီပါကြားနေရတဲ့တချင်းတွေဖြစ်လာခဲ့ပါတယ် Back and Black ဆိုတဲ့ album ကအခုချိန်မှာကမ္ဘာတစ်ဝန်းလုံးမှာဒုတိယရောင်းအကောင်းဆုံး album ဖြစ်ပြီးတော့နံပါတ်1နေရာမှာတော့ကျွန်တော်ပြောခဲ့မှုတဲ့ Michael Jackson ရဲ့ Thriller ပေါ့နော်သူကတော့ AC/DC ကတော့ဒုတိယနေရာမှာရောင်းအကောင်းဆုံး album တစ်ချက်ဖြစ်နေပါတယ်Angus Young နဲ့ Malcolm Young အတွက်ကလည်းဒီဟာကစိတ်ခံစားမှုတွေကိုတက်တည်ပြချက်မဟုတ်ဘဲနဲ့သူတို့တိစောက်ထားတဲ့ဒီ AC/DC ဆိုတဲ့ရန်တရားကြီးကဘယ်လောက်ထိခိုင်မာလဲဆိုတာကဘာကြီးကိုတက်တည်ပြလိုက်သလိုပါပဲ Brian Johnson ကတော့ Bon Scott ကိုအစားထိုးဖို့မဟုတ်ဘဲနဲ့ Bon Scott ကိုဂုဏ်ပြုပေးခဲ့တဲ့လူမျိုးဖြစ်သွားခဲ့ပါတယ်နှစ်တကြာလာတဲ့အချိန်မှာတော့ Brian Johnson က Bon Scott ရဲ့မိခင်နဲ့တွေ့ဆုံခဲ့ပါတယ် Bon Scott ဒါဆိုရင်လည်းဗောနော်မင်းအကြောင်းကိုဂုဏ်ယူနေမှာပဲဆိုပြီးတော့ Brian ကို Bon Scott ရဲ့အမေကနေပြီးတော့ပြောခဲ့ပါတယ်အဲ့လိုပြောလိုက်တဲ့စကားတစ်ခွန်းကပေါ့နော် Brian Johnson ပြန်ပြောပြရတဲ့ပုံစံအတိုင်းဆိုလို့ရှိရင်သူကဘာကြီးမှာရခဲ့ဘူးတဲ့ပေါ့စုတွေပေါ့သူတို့ဘယ်လောက်အောင်မြင်ဘယ်လောက်ပတ်စံတွေရမယ်ဒီ album ကဘယ်လောက်အဆင့်ကိုချိန်သွားရင်ဘယ်လောက်ထိရမယ်ဆိုတဲ့အချိုးမြတ်တွေထက်ကိုတန်မိုးကြီးတယ်ဆိုပြီးတော့မှပြောခဲ့ဘူးပါတယ်1980နဲ့90ပြည့်နှစ်တွေမှာတော့ဂီတလောကတွေမှာအပြောင်းလဲတွေအများကြီးဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဆိုရင်တခြားအဖွဲ့တွေကလည်းသူတို့ဒီ music trend အတိုင်းကိုလိုက်ပြီးတော့ပေါ့နော်ပုံစံတွေပြောင်းတာတွေ make up တွေပြောင်းတာတွေစပင်ပုံစံပြောင်းတာတွေလုပ်ပြီးတော့ဒီ MTV ရဲ့ရေစီးကြောင်းအတိုင်းကိုလိုက်ခဲ့ပေမဲ့လေ AC/DC ကတော့အဲ့အတိုင်းမသွားပါဘူးအခုထိလည်းသူတို့ကဒီပုံစံပဲနောက်ပိုင်းတော့2023တော့ထွက်ထားတဲ့တချင်းတွေဆိုလို့ရှိရင်လည်းသူတို့ကဒီပုံစံအတိုင်းပါပဲသူတို့တွေအရင်တုန်းကပုံစံအတိုင်းပဲဆက်ထိန်ထားသေးပါပဲတစ်ခေါက်တုန်းကဆိုလို့ရှိရင်အင်တာဗျူးတစ်ခုမှာက AC/DC ကဒီပုံကြီးပဲလို့ပြည်သက်တွေကတအားပြောတာဖြစ်တဲ့အတွက်သူတို့ကဘလို့တုံ့ပြန်ရရဲဆိုရင်ဒီလူတွေကလောက်ထားတာဖြစ်တဲ့အတွက်ဒီပုံမှန်ထွက်မှာပဲဆိုတော့ခက်ပြက်ကိုတုံ့ပြန်ခဲ့တာပါဂီတလောကထဲမှာတော့ဒီလိုမျိုးသူတို့ရဲ့ငကိုပုံစံအတိုင်းအောင်မြင်တဲ့ဘန်ဆိုတာတော်တော်လေးကိုရှားပါပါတယ်နော်အများစုကသူတို့တွေကြာရှုံလို့ပျက်စီးသွားတာမဟုတ်ဘဲနဲ့ပေါ့နော်တဖြည်းဖြည်းနဲ့ဒီအချိန်ရဲ့တိုက်စားတာကြောင့်သူတို့ရဲ့တခြင်းတွေက trend မဖြစ်တော့တာတွေကြောင့်သူတို့ရဲ့ဂီတတွေကခက်မစားတော့တာကြောင့်မလို့ပျက်စီးသွားကြတာများပါတယ် AC/DC ကတော့ဒီလိုမျိုးအချိန်ရဲ့တိုက်စားမှုကိုညှင်းဆန်ပြီးတော့မှအခုထိကိုကြမ်းကြမ်းခံပြီးတော့ရှိုးပွဲအထိလဲတွားနေတော့မယ်အခုထိကိုဆက်ကျန်းနေတဲ့ဘန်တစ်ခုပါပဲ Back and Black ဆိုတဲ့ album ကသူတို့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကိုလက်စစ်လိုပဲစွမ်းအားကြီးလက်နက်တစ်ခုအနေနဲ့ပြောင်းလဲလိုက်ပြီးတော့တေချင်းတရားကိုစိုက်ကြည့်ပြီးတော့တိတ်ဆိတ်ငြိမ်သက်ခြင်းအစားအတန်ကြေးဖွင့်ချလိုက်တဲ့ album တစ်ခုပါ14ခုကြာပြီးနောက်မှာတော့ဒီတချင်းရဲ့အဖွင့်ခေါင်းလောင်းတန်တွေကအခုထိလည်းမြည်နေသေးပါပဲဇာပနာအခမ်းအနားတစ်ခုအနေနဲ့မဟုတ်ဘဲနဲ့သတိပေးချက်တစ်ခုအနေနဲ့ပါဒါကတော့ကျွန်တော်ရှာဖွေလို့ရထားတဲ့ AC/DC ရဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေကိုကြိုက်နေတဲ့ရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်ကျွန်တော်တို့ရဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျေးဇူးပါ